ကျွန်တော်ကပြောတာတော့ကွာပါကြောက်ရတယ်ခင်ဗျာကွာငါပြောအောင်မဟုတ်ဓာတ်စိတ်ဓာတ်စာပြလုံးနဲ့တော့ကြောက်လာကြတယ်ကိုမမဖေဖေမေမေတို့ဟဲ့ကောင်စဉ်းစားပြောမင်းတဲ့အတဲကြီးတာတယောက်မှမပါဘူးကွာအခုလည်းပဲအောင်သိတဲ့အတဲကြီးတာတယောက်မှမပါတော့85နှစ်ရှိပြီဒါကြောင့်မလို့ထိုင်ကုန်ပေါ်ထိုင်ပြောရတာပါမတ်တက်ရလို့ရှိရင်ကြာရှည်မရနိုင်တော့အသက်85ဆိုတော့စဉ်းစားကြည့်ပေါ့ကွာမင်းတို့43ညဆိုရင်ဆေးရုံဝါငါနတဖြစ်နေခဏရှေးဦးညိုတို့အကြည်တော်တို့ပြောရတဲ့သိကောင်းတာပဲငါဟိုနောက်ကနေချက်ဟိုဘက်မှာအေးကြီးတွေပြက်လာခဲ့တော့ဟောပြောကနေလေမှပြန်တော့တချို့မကြားချက်ကြားချက်ငါအိတ်တော်တာတချင်းနေလဲရှေးဦးညိုဆိုလိုက်တာငါအဲ့ဒါဘာသွားမှမလို့ငါထောင်ထဲတော့ငါဆိုတဲ့တချင်းတွေသွားတရိယာထောင်ထဲမှာတော့ကတော့ကွာတဲထောင်ဖောက်ခဲ့တဲ့ကပရမသုစရဲ့စာပေါ့ငါပရမသုစရဲ့စာကူကတဲထောင်ဖောက်ခဲ့တဲ့ကတကယ်ဖောက်ပြီးခဲ့တာပါဆွဲပြီးကြတာအဲ့တော့ကငယ်တာဟုတ်ကစွန်စားဝင်တာပါလူကြကြောက်တယ်ဗျာထောင်ထဲမှာနေတော့ထောင်မှာ main gate ဆိုတဲ့ဘူးရလို့ခေါ်တယ်နည်းနည်းပြောရမလို့ဘာရဖို့ပေါ့ကွာစွတ်ပြောမှာငါမင်းတို့သာပေဟောပြောပဲဘာရလို့မင်းတွတ်မနေနဲ့ငါပြောတဲ့ထက်ကနေမင်းတို့နိဗ္ဗာန်ရောက်ကြပါကြမပါမှာတိတ်မျောလည်းမထားနဲ့ငါသမီးအစာရေလျှောက်ပြောမှာအဲ့ဒါမင်းတိတ်မျောလေးနဲ့ဟုတ်လား you should not expect too much ပေါ့ဒါအများကြီးတိတ်မျောလည်းမထားနဲ့ငါစီကနေပြောအဲ့မှကွာထောင်ဘူးရရှိဘူးရဆိုမိတ်ကိတ်ကြီးပေါ့တောင်15မိနစ်တခါခောက်အားလုံးကောင်းကြရလားအဲ့မှာနပတိနောအားလုံးကောင်းပါလားနောနေနောအားလုံးကောင်းလားနောတော့အိတ်တော်အားလုံးကောင်းပါလားခင်ဗျာနမအိတ်တော်အားလုံးကောင်းလား15မိနစ်တခါဟောသိသိရေးဖို့ကောင်းတယ်အဲ့တော့တနေ့မှကျတော့ဟိုဘက်တို့က B class ပေါ့ကွာဟိုနိုင်ငံရေးသမားတွေပေါ့ဟိုဘက်က convict ဆိုခေါ်တဲ့ရာဇဝမှုတွေမှာကြားတဲ့ကောင်နဲ့ဘိုင်တို့ကတပိုင်းနေရတာတော့ဒီတော့လည်းနော်ဟိုကောင်ဘယ်လိုသိရင်တော့ဘာထားအောင်လဲအားလုံးကောင်းကြလားအားလုံးကောင်းပါလားခင်ဗျာနော်နေတော့အဲ့ရဒီကောင်ဘာထားအောင်အားလုံးတယောက်မှမကောင်းဘူးလေတယောက်မှမကောင်းလို့ထောင်ထဲရောက်တာအားလုံးတခိုးနဲ့ဓမြကြီးပဲငါတယောက်ပဲကပိုက်တိုက်ငါဒီဘက်ကနေဘာလို့မှမသိအဲ့တော့ချူးညိုကတချိတွေပါလေဆိုတော့ငါအဲ့ဒါသွားမှာဘယ်ပညာရှိရေးသွားမှလည်းမသိထောင်ထဲမှာမင်းတို့နတ်ရှင်တော်တချင်းဟုတ်လားတတ်တော်ဥစည်းပြောလိုက်ပြန်တော့ကြောက်ပွားတယ်အဲ့ဒါဘယ်သူရေးသွားမှမသိဘူးငါမှအဲ့ဒါမှတ်မိနေသေးဗျာအရှိပဲဘူးစီပြောလိုက်ပြန်တော့အမြဲမရှိမေးဥဒတိုင်းနေဝိုင်းရံငါနေဒုပဝဲခြင်းပြောလိုက်ပြန်တော့တန်စုတွေတန်ရရဲ့ဝိုင်းရံကာလို့နေဖြေမပြေကံကြမပွေလို့မလောက်မငါမဝါတဲ့အစာတွေကျွလိုက်ထောင်းအိတ်ထောင်းနန်းလီစက်တီးနွမ်းလျာမိုးကာယိုဝေးထောင်းပါရာတွေဟောထောင်းဝါရာတွေဆနမအေးချမ်းမပြတ်ပါပြီအဆောင်အနေစီမံဘူကြီးဒုက္ခိုင်းနေစိတ္တံနဲ့ထောင်စကံဒုစံမြေထောင်းကအိုပြိုးတော်မယ်ရိမ့်ရိုင်းကနေဖေးအောင်နေမင်းတို့လက်ကိုစွတ်ကြည့်မနေနဲ့ဘာမှလည်းမသိတော်ရတော့မင်းဘာအရင်တော့မင်းဟိုဘာမှမဟုတ်နဲ့ငါဖတ်တာငါပြောတာပျော်လို့ပြောတာဟိုအရင်တော့အဂိယတိတ်ဝါဒနာပါတဲ့လူတယောက်ရှိတယ်ရှိတဲ့အခါကျတော့သူကအဂိယထိုးအောက်မှာတော်ကြကြရင်ဒီရွှေထည့်ထိုးရတော့သမီးလေးဘရက်ခွက်ကနှခမ်းလေးကြိုက်လိုက်ထည့်ရွှေထည့်ထိုးလိုက်ပြီးလိုက်လို့ရှိရင်အဲ့ဒါလေးကြည့်လိုက်ရေထွက်ပါဇက်ထဲငုံထားလိုက်ဟာပြောင်းလားပြောင်းလားဘာကြည့်ပေါ့ကွာလှုပ်နေတဲ့ဥစ္စာအဲ့ဒါကြတော့မိမသိစိတ်နေတယ်ကိုဘသူသမစ္ဆမဲ့တော့ကိုဝိုင်းကိုရင်းအေးလာမယ်
ထွေးသားမလို့ပါဆုံးကအဲ့လာခဲ့မှလာခဲ့မှဟိုကသူကြည့်သူ့ကိုယ်တော်ကဓာတ်လုံးကြည့်တာပြီးလို့ရှိရင်ကြောက်ကဓာတ်လုံးလေးပါးစပ်ထဲငုံပြီးထက်တာပြီးတော့မှခဏသမစ္စာစပြီးဓာတ်လုံးပါးစပ်ထဲပြန်ငုံအဲ့ဒါအဲ့ဒီကယူဒီတိုင်းပေါ့ကွာဒါကတော့အဲ့မှတက်လာတဲ့ခါကျကိုယ်ရဲ့သမစ္စာမလို့ပါဆိုအေးလာပြီဟာလာကိုယ်ရဲ့လာလို့ဆိုဟိုကအိမ်ဒီဘောတေကပေါ်တက်ဒီမိတ်လာပါအိဆုံးမပဲဟာကိုယ်လာပါဆုံးမပဲဒီမှာငါရောက်နေဟာဘယ်ရတော့တော့ဒီမှာလေးငါပြောဟာဘယ်ရတော့လို့ဆိုနေဆိုတကားကြတဲ့တန်ကြီးပါလေဒီမှာငါဒီမှာရှင်းနေမမြင်ဘူးလားဆိုဘယ်ရရောက်တော့မမြင်လို့မလို့မပြောတော့ဘယ်ရတုတ်လို့ဆိုကြတော့အဲ့မှာနေငါ့ကိုတကယ်မမြင်ဘူးလားမမြင်ဘူးလေဒါကြောင့်မလို့ပြောတာပေါ့တဲ့ဘယ်ရပြောတာပါညာအဲ့ဒီမှာဓာတ်လုံးကိုခါရနေတော့ရုပ်တယ်အောင်ပြီသူဒရင်မောက်ကနေခုန်ထွက်တယ်အောက်ပေါ်ဝါတို့ပဲကြတော့ပါသေစစ်ဆိုတဲ့ငါမြင်လားတောင်းမြေကလည်းမင်းတို့လက်ခုပ်ကြည့်တာငါ့ကိုအဲ့အပေါက်လုံးညာပြီးလည်းပြီးတော့သေစစ်ဆိုမြင်လားပဲဆိုဟုတ်တယ်အလိုလုံးမမင်းတို့လက်ခုပ်ကြည့်လို့ရှိရင်အစိုးရလည်းသိမကြိုက်ဘူးဘာမှညာမှမသိဘူးအစိုးရဆိုတာအလှပဲယူတာခဘာတော့အဲ့တော့မင်းတို့ခေါင်းကခြေဦးကျပြောသွားတယ်အကြည့်တော့ပြောသွားတယ်ဒီစရာတွေသိကောင်းပါတယ်နော်ဒါမှအောင်သိန်းကမောစရာပြောတော့လောကကြီးမှာရည်စရာရဲ့နောက်ကမောစရာပါလိမ့်ရှိတယ်နားလည်တယ်နော်သုတ်တန်ဒေသနာကိုအဘိဓမ္မာနဲ့အဆုံးသရတယ်ဆိုလို့ပေါ့အဲ့ဒါကြောင့်မလို့တရားဓမ္မတို့ရင်နိဗ္ဗာန်တို့ရင်လည်းညာတယ်ဝိဒီတော့ဘုန်းကြီးတစ်ပါးရှိတယ်ငါလည်းနောက်လည်းကြောက်ရသေးတယ်တန်မြခုနကပြောတဲ့ဟောပေါ့ရန်တဲတန်ခေါ်တာပေါ့အဲဘုန်းကြီးတစ်ပါးရန်တဲဟောတခါကြီးတော့တော်စောင့်နေကြတယ်တော့ဘာမှလည်းလို့မရဘူးတော့ဒီချမ်းအဲ့တော့စင်မောနေချမ်းတန်မြကြီးမှလည်းတဝဲလင်းလင်းဟောတန်မြကြီးမှလည်းတဝဲလင်းလင်းဘိုးတကားကြီးကခမည်းလဲကျုပ်ရောက်ခမဖြစ်ခဲ့ဘူးတာပဲကျုပ်လည်းခမည်းသမဲဖြစ်ခဲ့ဘူးတာပဲသူကပြေးတော့မပါဘူးဒီကညာကွာငါပေါက်တက်ခဲ့ရဒီလျှောက်ပြောလို့ဆိုတာဆရာဆိုတာတော့ကြွကြတယ်ကွာငါကျောင်းဆရာလည်းလုပ်ခဲ့သေးတယ်အဲဘုန်းကြီးတွေကျောင်းလည်းသိတယ်စစ်တဲ့ကတူမှလည်းလုပ်ခဲ့သေးတယ်ဆိုတာငါအဲ့ဇဲကတော်ဆုံးနေတယ်အဲ့ပါစစ်ဖို့ဆိုတဲ့ဥစ္စာလည်းပါဘုန်းကြီးများလူခလာလို့ရှိရင်ညာဘက်တင်ညာနာဘယ်ဘက်မရမ်းဘူးဟောဆိုလက်ဆက်ဂျိုင်းလေးကညှက်ထတာအကျစ်ပါအဲ့စစ်ဖို့များလဲဒီလိုလမ်းလျှောက်လို့ရှိရင်စစ်ဖို့လူတွေများလမ်းလျှောက်လို့ညာဘက်ကဒီလိုသွားတာဘယ်ဘက်ကသိမရဘူးဟောဆို6လုံးမျိုးတော့လွယ်တာအကျင့်ပါနေတာခါမှတော့မိပြောင်းတော့မရှိတော့ဘူးအဲ့လိုပေါ့နော်ဘုန်းကြီးတွေစုပြီးရုပ်သိမ်းထောင်တယ်ကြောက်နောက်လည်းကြောက်တရားတွေရုပ်သိမ်းထောင်တော့အပြူတွေထွက်လာအပြူတွေထွက်လာခါကျစင်တိုင်တယ်လို့ခေါ်တယ်မင်္ဂလာရေမတော်မနိုင်လေးအဲ့ဒါဘုန်းကြီး3ဝါလောက်ရတယ်ဘုန်းကြီးကတင်တော့ထက်လာတဲ့ခါကျစင်တိုင်လိုက်တယ်မင်္ဂလာရေမတော်မနိုင်ဟာဘာတော့ဒါနဲ့အပြူတော်များများဝင်ဒါနဲ့မြင်းမြပြောက်တဲ့ကြတော့ရှင်းမပါဘူးအတန်မပါဘူးဝင်းကြီးတွေထွက်လာတော့4-5ဝါလောက်ရတယ်ဘုန်းကြီးတို့တွေဝင်စကားပြောတယ်ဝင်းမင်းတို့တနေ့တနေ့တရားပဲနှုတ်များစီသမားလည်းဝင်းမင်းတရားနှထုံးမှသည်3တုံးမှသည်4တုံးခန့်စီမှသည်ဝင်းမင်းဟာဘာတော့
ဝင်နေမြန်ဝင်နောက်ကြတော့မင်းသားမင်းသမီးနှစ်ပါးသာထွက်လာကြ6ဝါ9ဝါလည်းရတဲ့ဘုန်းကြီးတွေကနှစ်ပါးသာသချင်းဆိုတယ်မမလည်းသိချလိုက်ပါတဲ့အာယုံမမလည်းသိချလိုက်ပါတဲ့အာယုံရွှေမြင့်မိုးတောင်လုံးတုံးမှပါလို့တခုံးလေးဒီတုံးမှပါလို့တကုံအဲ့လိုဖြစ်လွယ်မင်းတို့သိခန္ဓာထောင်ကြငါမှကြောက်ကြအကျင့်ပါစစ်တဲ့ကလေးမလုပ်ဘူးစစ်ဖို့အကျင့်လဲပါနှစ်ခုလုံးတစ်ခုမှမကောင်းဘူးအဲ့မှာစစ်ဖို့နဲ့ကျောင်းဆရာမနဲ့ကြားတော့မိမကိုစစ်ဖို့ပြောတယ်ခမင်းသားမယ်အားလုံးအသိပြင်သတိဖို့မိမလည်းအားလုံးသိပြီလာစားနိုင်ပြီခမင်းလို့အောင်မကြသေးနဲ့ငါအိမ်သားတဲ့မဲ့ရေတို့ဆက်ကုတို့အသိမြင်တာအသိမြင်သတိဖို့မိမလည်းအိမ်မလားဒါပြီးအိမ်သားတဲ့နိုင်ပြီနောက်ကိုအိမ်သားတဲ့ချက်လည်းချောင်းထောင်ထားလိုက်ပါတော့အဲ့တော့ဒီတရားပြောတယ်မောစရာပါမယ်ဆိုပြောကြတယ်နော်တို့နည်းနည်းပိုင်းကပြောအောင်ကြီးကြမောကြပြောပါပေါ့နော်ငါဘဝကိုလည်းငါပြောပါပြန်ပြောပြပါဒါပေမဲ့ပြောစရာပါစရာဘာတော့မဟုတ်ဘူးမင်းတို့ပြန်ပြပါအဲ့ဒီမှာထောင်ထဲမှာရောက်ခဲ့တဲ့ဥစ္စာတို့တိုင်းပြည်ဟာအင်မတန်ကိုကြောတော်ပါလုပ်ကြတယ်ဒါကြောင့်မလို့တိုင်းပြည်ကလွတ်လပ်ရတဲ့ခါကျတော့ကမှုရှုတို့နဲ့ဟိုဝါဒလူတို့ဒီဝါဒလူတို့နဲ့ပညာတပိုင်းတစ်သက်နဲ့ထင်ရဆိုင်ရတဲ့လူငယ်တွေရဲ့လက်ထက်ကိုရောက်ကြတယ်လွတ်လပ်ရေးငါလည်းငါပဲတခါကြအစိုးရသိမကြိုက်ဘူးကွာငါဘုံမဟုတ်ငါမကြိုက်တာမဟုတ်ငါပြောတာဒီအစိုးရကိုစောကားရမဟုတ်ဖြစ်သွားတာကြီးပြောတဲ့ခါကျသူတို့ကလည်းသိမကြိုက်ဘူးပေါ့ကွာဟိုဘာလဲဆိုတော့တကြီးတယောက်နဲ့အဲ့ဒီမှာအယူမတယောက်ကိုတကြီးကဘာလုပ်တယ်မသိပါဘူးကလေးရရောသိရတော့အဲ့အယူမကိုနိကလေးသူနဲ့ရတကြီးနဲ့တော့ကြားတော့ဟိုကဝိုင်းရိုက်တယ်ဝိုင်းရိုက်ပေါ့အဲ့ဒီတကြီးတွေရိုက်တော့နောက်ကြတော့နိကလေးဘယ်သူနဲ့ရပြောချင်မှုတော့ပြောစမှာဘယ်သူနဲ့ရပြောချင်မှုလို့ဘာလို့မလဲတော့တော်ရွာမှန်တာပြောရိုက်တယ်တော့ဟုတ်လားငါပြောမိတာကွာတကယ်ပါမကွေးခေါ်ပြောမှမပြောခဲ့တယ်ဆိုတာစင်ကာပူက1965ခုနှစ်မှာလွတ်လပ်ရေးရတယ်အဲ့မှာလီကွမ်ယူကအဲ့မှာဝင်းကြီးရုပ်ပေါ့လီကွမ်ယူကမြင်းငယ်လေးတွေပြောတာစစ်တော်တို့ကလာမဲ့နှစ်20မှာဗမာပြည်ကိုပြီးအောင်ကြိုးစားမယ်ပြောထားလိုက်ပါတော့အဲ့ဒါသူ့တိုင်းထားတယ်ပေါ့ငါပြောတယ်သူတို့ကစင်ကာပူကအိန္ဒိယနိုင်ငံမို့လားလို့အာနာတယ်သူတို့ဗမာဆိုအာနာရတော့သူမိအောင်လို့ရှင်းပေးလိုက်ပါတယ်လို့အဲ့ဒါလေးပြောရခဲ့ဗျာမှန်တာပြောလို့ဆိုရင်ငါဟောပြောပဲပြိတ်ပြတယ်တော်တို့ရွာမှန်တာပြောရိုက်တယ်တော်ဆိုတကယ်ပြောတာပါခုစင်ကာပူတနေ့ရပဲပြန်လာခဲ့တာချူးညိုလို့သိပါတယ်ဟိုမှာ3ပတ်လောက်ကြာကြငါတားလဲအဲ့ဒီမှာရှိနေတော့နေပေါင်းဆန်နေနေလိုက်ပါပထမတော့နေဖို့မဟုတ်ပါဘူးအဲ့ဒါဘာလို့ဆိုငါတားရတယ်အဲ့ဒီရောက်ကစင်ကာပူငါပို့လိုက်ရတဲ့ဥစ္စာလဲအရေးခင်းတော့တယ်မှာသူကတီကောင်သွားပြီးခဲနဲ့ပေါက်ထားဘူးတ
တီကောင်စားပါတီကောင်စီကိုပြောတာပြီးလဲပြီးရောထွက်လာတဲ့ခါကျတော့ထောင်ကိုလာကြပါမင်းဖြေလဲအောင်မပုတ်ပါဘူးသွားကွာဆိုမရှိမှပက်ဆံလေးတွေပဲတော့ဟိုမှာစင်ကာပူမှာရောက်လာမချမ်းသာပါဘူးဒီလိုပဲလုံးနဲ့ပက်ဆံနေပါမဆိုးပါဘူးသူ့ဟာနဲ့သူစားနေတာဝထားပါတော့ခါလည်းပေါက်တက်ကရကြီးချက်ကိုပြောတယ်ကွာခါထားတော့ကဆက်ပြောင်းကောင်းအောင်ပြောအောင်မယ်ငါဖေကတခင်ကြီးမောင်နဲ့တခင်ခင်မောင်ဦးရဲ့ခင်ကြီးမောင်ဆိုတာနှစ်ယောက်တောင်ကြီးမှာသူတို့နှစ်ယောက်ထဲနဲ့ဒုံမှာတည်ုံထောင်တာနော်အဲ့တော့ငါဖေကအတွင်းဥက္ကဋ္ဌတခင်ခင်မောင်အတွင်းမှုကမ်းဝတ်မှလည်းမရှိဘူးတခင်နဲ့အဒီကြီးဟောဆိုနှစ်ယောက်ပဲတခင်နဲ့အဒီကြီးလိုက်တယ်အဲ့မှနေတော့ငါကိုတယောက်ကရှိသေးတယ်ဘယ်သူလဲဆိုသခင်မတောင်းမှာကြောက်လိမ့်မယ်အကိုဝင်းတော်တယ်သခင်မတောင်းကအဲ့မှာတောင်ကြီးရင်တောင်ပနာလေးစီမှာဝက်ကတိဆိုရွာရှိတယ်အဲ့ဒီမှာဘုန်းကြီးတစ်ပါးလည်းရှိတယ်အဲ့သခင်မတောင်းကလည်းအဲ့ဒီမှာအမျိုးသမီးတယောက်ကဘိုးတော်အင်္ဂလိပ်ပေါ့အင်္ဂလိပ်ဆိုမှဟိုစစ်ဘိုလ်တွေပါနေမဟုတ်ပေါ့အမှန်ကလည်းတကယ်ကိုဟောပါဒီတော့ပဲအရာရှိပါသူကဘိုးကသခင်ကဘယ်လိုပြောတယ်ဘာညာဆိုသိစမယ်လေသခင်ကဘယ်လိုပြောတယ်ဘာညာသခင်ဘာကြောင့်ဆိုအခုအခပိုက်ဆံပေးထားတဲ့အကောင့်သခင်ပိုက်ဆံယူပြီးအမှုထောင်းတဲ့အကောင်ကဘယင်ကန်းနေစပြီးပြာတာအထိအစေကံသူတို့ဒီအားလုံးအစေကံဒါကြောင့်သခင်မတော်ဟာသူ့ဒီမနေတော့ပြီးတော့ရမှာမင်းတို့ကလည်းသေချစ်တော့ငါသိတာပဲတော့အဲ့ပေါက်ကလာမလို့နဲ့မြောက်ပေးနေတာမင်းတို့ကလည်းငါလာတော့ဘယ်လိုကောင်းနေမှလဲငါကြောက်တာပြီမင်းတို့မြောက်ဘူးကလားတပြေးနဲ့မင်းတို့လို့တဲ့ဟိုရွာသားကြီးကလည်းနေရကြီးတဲ့အဲ့လိုလုပ်တဲ့ခါကျတော့မှသခင်အဲ့ဒီမှာ YMBA ရှိအောင်ဆက်သွားတဲ့ခါကျတော့လက်အုပ်ချီစရာမလိုဘာကြောင့်လဲဆိုလို့ရတနာသုံးမှပါလက်အုပ်ချီစရာမလိုအဲ့တော့ကအင်္ဂလိပ်တွေအရေးပိုက်ပါကြမျိုးတော့မှဟုတ်ပါကျွန်တော်တို့အဲ့လိုလုပ်တဲ့ချိန်မှာလက်အုပ်ချီစရာမလိုဒါဖြင့်ဆရာတွေပဲလုပ်အောင်လဲဆရာတွေကိုပြောလို့ချင်းဂျိုသေးစွာနဲ့လက်ပိုက်ပြီးပြောဟာမင်းအဲ့လိုလုပ်တာအဲ့ဒီမှာဟင်္ဒရာမှာငါပြောလိုက်တဲ့စကားနည်းနည်းလက်လွန်သွားတယ်ပဇက်လွန်တော့တာပေါ့လက်လွန်တာမဟုတ်ပဇက်လွန်အဲ့တော့ကျွတ်တူဟာလို့အဲ့လိုထီအောင်လက်အုပ်ချီတဲ့ဥစ္စာဖြုတ်ခဲ့တဲ့တိုက်ပြီလို့သခင်ဆိုတဲ့နာမည်နဲ့လုပ်ခဲ့တဲ့တိုက်ပြီလက်အုပ်ချီစရာမလိုဘူးဆိုတဲ့တိုက်ပြီအဲ့လိုလူမျိုးတွေရဲ့တိုက်ပြီကအခုလွတ်လပ်ရေးရမလို့အနှစ်30လောက်ရှိတဲ့ခါမှာလူမြင်ချီခိုးခြင်းတွေပြောရတာမီးကိုပိတ်ကြည့်ရောဒီမီးပိတ်ကြတာတကယ်ကငါဒီတိုင်းပဲကြောင်တောင်ထိုင်းရတယ်အဲ့မှာအခမ်းအနားမှုကောက်လဲကိုနဲ့တက်လာဆရာကြီးများလုံးနေများလုံးအေးငါရှုပ်မယ်ကွာလို့မီးပြန်ဖွင့်လိုက်လို့မဟုတ်တာမနာပြောရိုက်တယ်တော်ဆိုလို့တို့ကမနာပြောရိုက်တယ်တော့ဟုတ်လားတို့ရောမနာပြောရိုက်တယ်ဟုတ်ငါတကယ်ပြောတာပါကိုယ်စိတ်ကိုမနဲ့ရှိရမှာပေါ့မဟုတ်လားဘာလို့လက်ဥချရမှာအာနာပါလားဒါမှပြောမှာအဲ့တော့ပြန်ပြောမယ်ငါလည်းပဲဒီပြောချင်တာတွေလျှောက်ပြောမှာနော်ပြီးတော့မှဝိုင်းနာပြုတ်တဲ့ခါကျမှအချုပ်ကိုရောက်လာလိမ့်မယ်ကိုယ်စားဘာမှန်းကိုမသိငါပြောနေတာဘာမှမသိသေးဘူးဘာဥဒေမကိုမင်းတို့မသိသေးဘူးဟုတ်တယ်မလားဟုတ်တယ်ငါလည်းမသိသေးဘူးသူရကျုံရပြရလျှောက်ပြောသွားမှာအဲ့ဒါနဲ့ကွာပြောအောင်မငါအဖေကအင်္ဂလိပ်ကြောင့်မထားဘူးကျွန်းစားဗမာကြောင့်ပဲထားတယ်
ဘာသိမှလဲကလေးတယောက်လေ9 တန်း 6 တန်းလေအသက်9 နှစ် 10 နှစ်လေဟုတ်လားမူလာတန်းကတော့ထားလိုက်တော့ပြီးပြီထားလိုက်တဲ့ခါကျဗမာကြောက်မယ်အင်္ဂလိပ်စာသင်မပြီးဘူးသင်တယ်တပတ်မှတစ်ခါတော့သင်မင်းမတက်လေရတယ်ဘာတက်လို့ဆို ABCD ရတယ်နောက်တစ်ခါ laser တွေပါလိမ့်ရတယ် CAT ကကြောက်ကြွဝင်ခဲ့ဆိုဘယ်စိတ်ပေါ့ဒါလေးတော့ရတယ်ဒူးတို့ဓာတ်ဆိုမသိဘူးဟုတ်လားဒူးဓာတ်မင်းတို့နားလေဘယ်နေရာမှာဓာတ်ဆိုဘယ်နေရာမှာဒူးဘယ်နေရာမှာ dit မင်းတို့ငါမသိဘူးအဲ့မှာဖြစ်သွားတာကောင်းလေးတွေကောင်ပြောကောင်းလေးတွေသေချာမှတ်တာမင်းတို့အဓိကထားပြောမှာငါ့ကိုဘာပြောလဲဆိုတော့ငါမဟာဝိဇ္ဇာကွာငါဒီ distinction position 1ဟိုရှိခေတ်ကဆိုရွှေသိပ်ပေါ့ဒါပေမဲ့ဒီပြည့်ရရွှေရမရှိတော့ဘူးအဲ့တော့ရွှေသိပ်တောင်မရနိုင်ဘူးအဲ့လိုရောက်ခဲ့တာအခုဒီရက်စီမှာရောက်သွားသေးတယ်ဆရာတပည့်တွေဘာမပြောဘူးဘာခွင့်ရမှမတောင်းဘူးအဲ့ခုဝေကြီးတွေပါတပည့်တွေပါနော်ထားဒါကြွားလို့ဖြစ်အဲ့ဒီမှာနေတဲ့ခါကျတော့အဲ့လောက်ကြောင်စစ်တဲ့ကသူရောဘာရောငါတော့စာရေးဆရာဖြစ်လာတယ်ပေါ့ကွာအောင်တင်းဘာညာပြလာတာအဲ့မှာဘွဲရသွားတဲ့ကောင်လေးတွေကငါ့ကိုဘာပြောလဲဆရာတို့ကခေတ်ကောင်းကိုပြီးခဲ့တာကိုတဲ့နားထားကြီးမနေနဲ့ဒီစရာရဲ့နောက်ကမောစရာပါလာလိမ့်မယ်ခေတ်ကောင်းကိုမပြီးခဲ့လို့ငါ့ကိုပြောရင်တော့ဟုတ်ပါတယ်ဆရာတက္ကသိုလ်ခေတ်ကောင်းပြီးတယ်ပေါ့မင်းခေတ်ပြတ်တာကြုံမှုလားလို့မင်းလေခေတ်ပြတ်တာကြုံမှုလို့လားမင်းတို့ကိုမကြုံဘူးအင်္ဂလိပ်အပြေဂျပန်အဝင်ဂျပန်အပြေအင်္ဂလိပ်ဝင်ဘုံတွေချလိုက်တယ်ဆိုလို့ဆိုတာဟာမင်းတို့ကဘုံချတဲ့သတ္တနာပြည်တယ်ဆိုတာမင်းတို့ကရုပ်ရှင်နဲ့တွေ့ဘူးလားငါကထွက်ပြေးကြရတာကွာဟုတ်တယ်ကိုရှိမှလည်းသတ္တမှပြီးတော့ရှေ့တင်သေးသွားတဲ့ကောင်စောလေးဆွဲကောင်ဘုံကြီးပေါ်မှာတက်တဲ့ကြလို့မလို့ဘုံကြီးတက်တဲ့ကြလေဆိုအလောင်းရှာမရဘူးကြုံလို့မရဘူးမင်းကြုံမှုသလားလို့ပြာဘုံกว่าပြေးပြီးတော့မှတော့ကနေပြန်လာတဲ့ခါကျပြာဘုံပဲတွေ့တာကို့အိမ်နေရာမမှတ်ဘူးတကယ်ပြောတာမင်းအကုန်လုံးတလင်းတောင်ကြီးပြာဘုံကြီးဖြစ်သွားတဲ့ခါကျကို့အိမ်နေရာမမှတ်ဘူးတော့မင်းတကယ်ပြောတာအဲ့တော့ဟိုတစ်ပင်ကတို့အိမ်ကြီးအဲ့ဒါဘယ်နဲ့နေကြရတာငါအဲ့ဒါသူပြောတာအဲ့ဒီမှာမှဖြစ်ပြပြီဆိုရင်ပထမဆုံးစပိတ်တာအကြောင်းပေါ့နောက်ဆုံးမှပိတ်တာရဲစခန်းဟုတ်လားဘာဒီကောင်နဲ့လဲစွတ်လက်ခုပ်တီးနေဘာမှလည်းမသိပဲနဲ့ရဲစခန်းပိတ်တာသဘောကျနေတာမသိဘူးဘယ်လိုကောင်းနေတော့ဒီမြောက်ရာကောင်နဲ့သိကျစ်ပါတယ်ကွာငါပြောရတယ်ဆိုအကုန်လုံးငြိမ်းသွားလို့ပြန်ဖွင့်လို့ရှိရင်ပထမဆုံးစဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းဘယ်အကြောင်းလဲသိလားမူလနာကြောင့်ပဲကလေးတွေဒါပဲမလွတ်ဘူးဘယ်ချိန်ဘုရားမှမသိဘူးဘယ်ချိန်သစ္စာပြေမှမသိပဲနဲ့အဲ့ဒီမှာကြီးခဲ့ရတာပညာမတတ်ဘူးဘာမှလည်းမတတ်ဘူးအဲ့ဒီမှာမှဂျပန်ကိုတော်လာမယ်ဖက်စစ်ကိုတော်လာချရမယ်ဘာညာဆိုလွတ်လိုက်တယ်မလို့ဘိုးကျောင်းဆန်းတို့ဘာလို့ပြည်သူရဲဘော်တွေဘာတွေအကုန်လုံးပေါ်လာတော့ပေါ်လာတဲ့ချိန်ကမှတခါတည်းဟာလွတ်လိုက်ရမယ်ဖက်စစ်တော်လာရေးဘာညာပေါ့ကွာလွတ်လပ်ဖို့ကြံစီရင်ကွဲအကျဉ်းမနီးနဲ့လက်နဲ့ဆူရပြီအမှုကိုသုံးရပြီဥရေထုံးနဲ့အညီစေကံကြကြအာနာဖီသံတပိတ်မောက်ရမိတွေးရင်နှောလိုက်ချင်းမိတို့ဘာတွေလာလုံးကြီးနေရဲ့အလုတ်ကိုစက်ထုတ်လီပြီးတော်လာမိုးရေးသူတွေးပြီးအသက်နဲ့လဲလို့ဆိုသားဝင်ပြီထိုလူလူကရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီးဗမာတမတော်ရဲဝရဲမေများအသိရှိပြီးကြောက်ရင်လွဲတကယ်ရဲမမင်းဖြစ်မည်လူငယ်တွေစိတ်ဓာတ်များဟာဟိုရုပ်ပေါ်မှာတီး
အိမ်ကျချင်းကိုဘုမဲသူ့လို့တိုက်ကြပြီရန်သူကအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဒါတွေလွတ်လပ်ရေးတော့ကြံကြနှောင်နေသည်ဗမာမြေဘုံကိုတွေးတဲ့ရေးဖို့လိုပါပြီမတရားလည်းတို့မခံပျောက်ကြတတ်ဖွဲရန်ကြီးဟာတွေးပါပဲရိုက်တယ်အောင်သိန်းတော့16 secondလေဟာပညာသင်ဖို့ကိုသတိမရတော့လွတ်လပ်ရေးဒါပဲအဲ့ဒီမှာပြည်သူရဲဘော်ကလည်းရဲဘော်တွေကိုအထင်ကြီးလိုက်တာတက်မတော်ကလည်းဒီတက်တဲ့မတော်တဲ့ကောင်တွေတကယ်ပြောတဲ့တက်မတော်စုမတိတော့မြင်ပါလားအတကားနေငါဘာငါပြောတဲ့ဥစ္စာဒီမှမှုလှုပ်တာနဲ့ရာဇဝမှုဖြစ်ကုန်လိမ့်မယ်သွေးနေတာရဲ့ချွေးနေတာရဲ့စစ်တိုက်တဲ့နေရာဝဲအသက်ဆုံးညာလေးတော့တဲ့သနာလောက်ဆရာငယ်စားတော့ရာဝဲအစင်းလည်းခံကြတယ်ဆိုတတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန့်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးကြမှာတဲ့အဲ့တော့မှတယောက်ကရန်သူတွေကိုအသိနှနဲ့ရန်သူတွေကိုအသိနှနဲ့စေတနာရှိလို့ပါကွယ်ပူပြီးပြောဖို့ရဲ့ဟဲ့တို့ကြီးတော်ကြီးကိုဘာငါပေးမယ်ကောင်းလားယူမယ်ဗမာတိုင်းမှတ်သားကြပွဲနစ်ပေါ်တိုင်းပြည်မာတကယ်စစ်တီအပေါင်းကိုကောင်းမွန်စွာရကြိုက်ထားလို့ရပေးလို့အင်မတန်ရေးယူတယ်အဲဒီလိုဗမာတမတော်ကိုပတတ်နိုင်တယ်လို့ကူပါကြဖို့နမူနာပြလို့ကျွန်တော်များဆိုပါတဲ့ဟာဖေးသားသိမ့်မောင်တို့ဆိုတတ်တဲ့ချင်းရဲဘော်တွေကမျက်ရည်ကြတဲ့ဂျူဘလီဟောမှာအဲ့တော့အောင်သိန်းတို့ကတမတော်သားကိုသိအားကြတယ်အဲ့ဒီမှာမာသားလိုက်တဲ့ခါကျတော့ပြည်သူရဲဘော်နောက်ကြတော့ငါဆိုရှယ်လစ်ပါတီတဲ့ပါသွားတဲ့ခါကျတော့တော်တော်ပဲကွာဘယုတ်ဒုက္ခပေါ့ဘာမှလည်းသိကြမို့ကိုယ်ကလည်းမသိနားလည်းမို့တကယ်ကြတဲ့ခါကျဒီဘာမှအခြေခံပညာအတွေးကိုသိမရှိပဲနဲ့နိုင်ငံရေးတွေပါသွားတာသူ့လိုကောင်းနေမှာအဲ့ဒီအများကြီးပဲသူတိုင်းပြည်အဲ့လိုဖြစ်သွားတာဒီဗမာပြည်ကြီးမှာအစင်တန်းလူလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာစွာစဉ်းစားလိုက်ရင်ပညာအခြေခံနဲ့လို့သာပါတီတွေကွဲပြားအလွယ်လွယ်မှာဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နဲ့မမြင်ကြတာဝမ်းနည်းစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဗစကားစပယ်ရာတရင်စာလျှောက်ပြီးဖေးပြရေကားကြောင်းနဲ့မြည်ပဲတော့ဟာတကြောကြောဩကားရောက်နေအချမ်းရသမျှအမြတ်ကလေးများနဲ့ရောင်ရဲတင်နေပြောရွှင်ကပညာမရှိလို့အခုလိုဖြစ်ရတာဟာသူတိုင်းပြည်အဲ့လိုဖြစ်သွားတာရုပ်ပြကြလိုက်ချင်းအောင်သိန်းကတချင်းဆိုပြနေလေလို့ထင်လိမ့်မယ်ဒါမဲ့တမိုင်းကိုပြောနေတော့တချင်းနေဟုတ်ဘူးလားအဲ့လိုဟာတွေမှာငါပါတော့နောက်ဆုံးကရင်ကတော့ခုတရင်တစ်ကတော့ခု BCP ကလည်းသဝုံထအလံနေရလည်းသဝုံထအဲ့လိုကြားထဲမှာကိုပြောတော့အောင်သိန်းကအဲ့ချက်မှာပါပြီးရက်ကန်နဲ့ဘာနေရင်ကတော့ဖြစ်ပုံကိုပြောလိုက်အောင်မယ်ငါလည်းတမိုင်းနဲ့ပါရစ်တီနဲ့ဘာမှမသိပါဘူးကွာဘာမှလည်းအသုံးမကျပဲနဲ့ကွာသိလားဟိကောင်အဲ့တောင်ရင်းကြီးဖားသပလာမှာငါစီဝဲမှုအမေဖားသပလာအဖွဲ့အစည်းမှာစီဝဲမှုဆိုတော့အထင်မကြီးနဲ့စီဝဲမှုကြီးရှိတယ်ငါအောက်ကချာပရစီဘယ်အိမ်သွားလိုက်ဘယ်စာသွားပေးလိုက်ဘယ်သွားဖိတ်ခေါ်အဲ့ဖိတ်လိုက်ယူသွားပါအဲ့ဒါဟာဒါမှငါမခုတ်လိုက်ပြီတိုင်းပြည်နဲ့လူမျိုးတွေအောင်သိန်းကကောင်းတော့ကောင်းမှာဘာကောင်းဆိုရှက်ဖို့ကောင်းတော့ပေါ့ဒါမဲ့အဲ့တုန်းကအောင်သိလို့ပြန်တနာတယ်ဒါမှတကယ်စိတ်နဲ့လုပ်ခဲ့တာပါအဲ့ဒီဥက္ကဋ္ဌကဘာလို့လဲဆိုတော့ဦးအောင်တန်းဘယ်ဦးအောင်တန်းဆိုဘိုးကျောင်းဆိုင်ရဲ့အကိုဦးအောင်တန်းအဲ့ဒါသွားဖြစ်အဲ့ဒါဦးအောင်တန်းရင်ပေါ့ကွာဥက္ကဋ္ဌကြီးလေငါတီးရုံးကိုချက်ပရာစီဟိုပြေးလိုက်ဒီပြေးလိုက်ဆိုတဲ့ဆိုဖြာလေးခွေးမောက်ပေါ့ကွာ
အဲ့မှာပြည့်တော့နောက်ကြတာအောင်ဒီမှာသမင်းစားသွားအဲ့မှာစားအဲ့ဘောင်းတိုင်းမိမဒေါခင်နုတယ်ငါမမနုလို့ခေါ်တယ်အဲ့ဒါသူ့အိမ်မှာပဲစားသွားလိုက်ဒီလိုပဲနေရင်ကနေပြီးတော့ဘိုးကျောင်းဆန်းတို့လောက်ကြမှုကြီးဖြစ်ပါလေရောအဲ့တော့ဦးအောင်တိုင်းအကိုအကြီးဆုံးဥပဝဲပါပါတယ်ညီဖြစ်တဲ့အောင်ဆန်းပါပါတယ်ဆိုတော့ဥပဝဲရဲ့ဇနီးကဒေါခင်စောတဲ့မင်းတို့ဒီခွာထဲမှာခုတည်းရှိပါတယ်ခွာတော့ University Avenue ပေါ့နော်တက္ကသိုလ်ရေးတာလမ်းတွေမှာ 51D အဲ့မှာတော့သူကကွာအောင်တယ်မင်းဒီမှာနေလိုက်တဲ့ဟာအမနေရတာဗောမဟာနုလို့နဲ့အဲ့လိုနေရအဲ့ဒါနောက်ကြတော့သူတို့နဲ့ရက်ကန်နဲ့ပိုင်းကလို့ကွာနိုင်ငံရေးတဲ့ဘယ်လိုလုပ်ပြီးတော့ပါသွားလိုက်တယ်မသိပါဘူးပါသွားရင်ကနေပြီးတော့မှငါဆိုရှယ်ပါတီတဲ့ရောက်ပြီးတော့မှခရိုင်စီယိုမှုတွေပါဖြစ်လိုက်သေးတယ်ဗျာမင်းပေါ်သေးသေးမလဲနဲတဲ့ခရိုင်ကြီးမဟုတ်ဘူးမင်းနောက်ဆုံးပဲကြတော့အဲ့မှာတရက်ကနေပြီးပြေးတဲ့ခါကျတော့အဲ့ရတရက်တူကတော့တိုင်တစ်တူကတော့သိမ့်ပြပြီးကွန်မြူနစ်ပါတီကသိမ့်ပြပြီးဒီနေ့မနေ့တုန်းကဖြစ်လိုက်တဲ့တရားဟာတမိုင်းကြီးတစ်ခုကိုပြောင်းလဲသွားပြီအမေသခင်တန်တွေ့မင်းကငါထောင်ထဲကကြားနေတာမှတ်မိတယ်အဲ့မှာပြောတဲ့ကကြတော့တောင်ကြီးပြန်ပြီးတော့ဘောဆိုအင်းစိန်ကတောင်ဘိုးလေးထက်ရောက်တော့ရန်ကုန်သွားလို့မရတော့တောင်ကြီးပြန်ပြီးတော့တောင်ကြီးမှာရောက်လဲရောအဲ့မှာတင်းမှာငါနဲ့ခွန်တန်းမှာသူလေးကောင်ခွေးသားစီကင်ဆွဲကောင်မှာခွေးသားလို့ဆဲလိုက်အောင်ငယ်တဲ့တငယ်ချင်းမှာတည်းကဆဲတယ်ခွေးသားအဲ့မှာဟဲ့အောင်နေရတဲ့မင်းခဏလိုက်ခဲ့အောင်ပါဆိုဟောပါဟောရောင်မေးတဲ့သူနဲ့မြင်းလေးနဲ့ပေါက်သွားပြီးတော့じゃခဏဆိုဖမ်းတာပါရောsorry ကွာငါကြည့်တော့တင်တော့မယ်နော်တော့ဘာလို့အောက်ကသွေးကြတော့မှငါဖမ်းတော့ထောင်ထဲထည့်ထားတော့ဟာတော့ကျုံးတဲ့ဘာမှမသိညာမသိဒီကြံကလည်းကြကနေအဲ့ဒီမှာနေဦးမှာစိတ်ကတော်ညစ်လာတို့နောက်တော့ရင်းလို့ရဖြစ်တာမဟုတ်လေဒီလိုပဲပေါ့အရှိပဲဘူးစီပြောလိုက်ပြန်တော့ဒါပဲအဲ့လိုနဲ့ပဲထောင်နေချင်းဆိုပြီးနေကြရတာပေါ့ကွာနောက်ကြတော့ငါတရက်လွတ်မလို့တရက်လွတ်မလို့လေအဲ့မှာသခင်ကျော်သိန်းဆိုတာရှိတယ် तू ကသခင်ကျော်သိန်းက तू ကိုဖမ်းမယ်ဆိုရေးပြီးတယ် तू ကသခင်ကိုကလှင်နေတယ်ငါကတော့မဟုတ်ဘူးလေကောင်အဲ့တော့ तू ကဖမ်းမယ်ဆိုရေးပြီးတော့ तू ကရွယ်အိတ်ကြီးနဲ့ Burmese Economics Life စာဘာမှစီးပွားရေးပြဿနာလားအဲ့တော့တက်ကတူမှာပြဋ္ဌာန်းထားတဲ့ဘောဂဗီဒစာအုပ်ကြီး तू ကအဲ့ဒါပါလာတယ်အဲ့တော့ထောင်ထဲရောက်လာတနေ့လိုလိုနေလေးကိုနောက်ကြတော့မလွတ်တော့ငါစိတ်ညစ်လာပြီးတော့ဦးကျော်သိန်းလို့ကျွန်တော်အင်္ဂလိပ်စာသင်နေတယ်လို့အင်္ဂလိပ်ကွာတဲ့သင်တာပေါ်တယ်ဆိုတော့ဘာသာအောင်မှလည်းမရှိဘူးအဲ့မှာချိုတကူးစက်ကလားရှိတယ်ဒီကောင်ကတငယ်ချင်းဒါမဲ့ကိုယ်တယ်ငယ်တယ်ဒါမဲ့အဲ့ဆိုလဲဆက်လိုက်မေလို့ဘာညာအဲ့လိုနေတာကြောပါလေအဲ့လိုကလားဒီကောင်ကဝါတာဟဲ့ကလားဒါပဲဟိုခေါ်တာကဟိုရိုးသေးတယ်ဟဲ့ကောင်ဟိတ်ကလားဒါပဲဟိတ်ကမင်းငါဂတ်ထုစာအုပ်တော့ဝယ်စမ်းပါဗလာစာအုပ်ဟောကဝယ်လာပါအဲ့ဒီမှာသင်ရတာအဲ့ဒီခေါင်းတော်ပြတဲ့ဒီပြင်းအင်္ဂလိပ်စာအုပ်လည်းမရှိဘူးအဲ့ဗမာစီးပွားရေးပြဿနာဆိုတော့ Burmese Economics Life ဆိုစာအုပ်ကြီးကထုတ်သင်ရတာဗျာသမီးပြောလိုက်အောင်ကမင်းရည်ရသိကောင်းတယ်တချို့ကလည်းငါခုတည်းကအလို့ရနေတယ် Many locomotives were destroyed by the British Army during the evacuation ဟာ many locomotives ဆိုတာမိသားကောင်းတယ်မိသားကောင်းတော့များစွာဘူးတဲ့ပြည်တိတပ်ကဖြစ်ဖြစ်ခဲ့တယ်တဲ့သူတို့ဆုတ်ခွာတဲ့ခါမှာတဲ့အဲ့တော့စစ်ကြီးပြီးတဲ့ခါကျဘယ်လောက်လိုတယ်တန်လန်းကဘယ်လောက်လိုဒါအတွက်ပြတာငါအဲ့ဒီစာကြောင်းတွေအင်္ဂလိပ်စာသင်ခဲ့ရတယ်ဘာမှမသိညာမှမကြီးနဲ့ကောင်မဟိုတကယ်ဖြစ်တာ their life a very very life that British Champlain and BO မှာ champ ကိုမိနေဟိုဒီဘက်ကဘကိုးရမရှားထဲမှာတဲ့လူမြင်လေးတစ်ခုကြီးအဲ့ဒီလူမြင်လေးကတဲ့သိမြေဩဇာကောင်းတယ်ဒါမျိုးတွေသင်ရတာငါဒုက္ခကိုရောက်ဒါမဲ့ active specific ကိုအဲ့ဒါတက်ခဲ့တာနောက်ကြတော့အဲ့ထောင်ပိုင်ကြီးကရှိတော့အဲ့ဦးကျော်သိန်းကထောင်ပိုင်ကြီးကိုသွားတောင်းတယ်ဦးလောက်မောင်ကမိတိတိဖြစ်နေထောင်ပိုင်ကြီးရဲ့ပေါ့သူ့သားတွေကလည်းရှိတော့သားတွေသမီးတွေတင်တဲ့ကလေးဆောင်များမရှိဘူးလားမောင်နဲ့အင်္ဂလိပ်စာသင်ကျင်းလို့ပါပေါ့ဆိုသူ့သားငယ်ဆုံးကစကဲကြီးကရောက်မရှိဘူးတဲ့
ရှားကြည့်စမ်းပါစားကြည့်တဲ့ခါကျဘာတွေ့ဆိုပရိတိရိယကျတဲ့10ရန်တင်တဲ့စာအုပ်အဲ့ဒါပထမဆုံး10ရန်တင်တဲ့စာအုပ်နဲ့စတင်ရတယ် although I was a full commander of the brigade one was stage 2 and had every hope to be အလွတ်ရတာအဲ့ဒီမှာအင်္ဂလိပ်စာသင်တာသိစိတ်ဝင်စားစာသင်တယ်တကယ်ကိုနားထောင်တော့ခုကစပြီးအရေးကြီးတာပြောတော့မယ်အကောင်တွေအကောင်မတွေဟုတ်တကယ်ပြောတာရှင်းလို့ပြောတာကြောင်းစရာလေအဲ့ဒီလိုလုပ်ပြီးတော့သင်လိုက်တဲ့ဥစ္စာတော့ဘယ်တော့ချောင်ဆွဲလိုက်လဲဆိုအင်္ဂလိပ်စာကိုအိမ်မက်မက်တယ်စိတ်ချက်တစ်ချောင်းနဲ့တော့စိတ်အရွယ်ကအပြင်ကိုလဲရင်ပတ်ရှင်တဲ့အရွယ်တို့ထောင်နဲ့ထည့်ထားတော့လွယ်လို့မရဘူးအရွယ်သမီးမိမသိပ်ပိုးခြင်းတဲ့အချိန်ထောင်နဲ့ထည့်ထားတော့အထက်ဆက်တော့မမြင်ရဘူးငါမအဲ့ဒါနဲ့ပဲမကွေးထောင်ပို့ရောမကွေးထောင်ကြတော့လူရများတော့သိသိချင်းများဘူးအဲ့မဒါဓမ္မအဲ့ထောင်မကြီးရလေဗျာခုလေးငါစိတ်ထဲမကောင်းဘူးဒီလူကြီးမတွေ့တော့ဘူးအဲ့စာကလေးပြန်တောင်းထားလိုက်တယ်ခုနကလေဆယ်တန်းစာကလေးသူ့သားငယ်ဆုံးကြင်ညက်ဟာဒါတော့ပြန်တောင်းလိုက်တာဟာတန်းနိုင်မှာတော့ထောင်ရောက်တဲ့ခါကျအဲ့မှာဦးတောင်းတင်ရှိသေးလားမသိဘူးသူက supply officer အဲ့ငါရဲ့ဒီခုနကပဲဦးကျော်စင်းရဲ့တငယ်ချင်းပေါ့အဲ့လူရတဲ့လူမျိုးဘယ်လိုလူမှန်းကိုမသိဗမာဝိထုကိုမဖောက်ဘူးအင်္ဂလိပ်ဝိထုပဲဖတ်တာဟာအဲ့လူရတဲ့တောင်းတင်ရတဲ့သူတို့ချင်းကတငယ်ချင်းတွေဆယ်တန်းတော့တောင်းတင်နဲ့မသိတဲ့တိုင်အောင်လင်းကအင်္ဂလိပ်စာသိနေလို့ကတော့ဟာငါအင်္ဂလိပ်စာတွေငါ့မှာစာအုပ်ကမရှိဘူးကွာတဲ့ဝိထုတွေဟောက်အမဲမဲလင်းနဲ့ဟိုကသူတို့ချင်းတငယ်ချင်းဆဲရဆိုမင်းဝိထုကြီးတွေဒီကောင်းလေးသင်လို့ရမလားကွာသူကပြန်ရှာအောင်မယ်ဆိုတဲ့ခါကျရှာတော့မှဟိုးတစ်တယ်မှာကြိုးကြပိုးတော်နဲ့ကြိုက်တယ်မင်းခိုးတပီးပြန်ချိဆို1928ခုနှစ်ကဆယ်ရန်ပြထားခဲ့တဲ့စာအုပ်အဲ့ဒါလေးပါတော့အဲ့ဒါစစ်သင်ရတယ်နော်ငါဆယ်ရန်စာအုပ်ကြီးပဲနော်အဲ့ဒါနဲ့မကွေးထောင်မှာတကအဲ့ဒါတောင်လေးဆောင်ပြန်ပို့တော့လူကမရတော့နောက်ဆုံးရပြေထောင်သွားဆိုပြေထောင်ပို့တော့ပြေထောင်မှာအကုန်လုံးသာရရတွေပါအကုန်လုံးဒီမှာစုပြီးတော့အကုန်လုံးတောင်လေးရတောင်လေးပေါ်တော့အကုန်လုံးစုနေပြေထောင်စုဖြစ်သွားတော့ပေါ့ပြေထောင်မှာသွားစုတာဆိုတော့အဲ့ဒီတော့ဘာသာဥဒ္ဓလာရတယ်ဆိုကိစ္စနာတော့ဇန္တာသာဇန္နာအကျဉ်းသမားပေါ့အဲ့ဒါလေးလာရတယ်အဲ့မှာနည်းနည်းမှသိရတယ်နောက်ကြတော့တို့တရေထောင်ပို့ပြေရောဗျာဟာတရေထောင်ပို့တရေထောင်ကြတဲ့ခါကျငါအင်္ဂလိပ်စာတော်လေးရတယ်အဲ့ဒီမှာပြောအောင်မယ်နော်လောကမှာနော်ကံဆိုတာအဲ့ဒါပြောတာမိတိ you are not allowed to read another page of like thatဘဝမှာစာမျက်နှာကြောဖတ်လို့မရဘူးနော်နားလဲကောင်ကမဘောသူ့ဘိကလေးဆိုသူ့ပဲမင်းတော့လှမ်းပြောနေတာပြီးတော့ဘဝမှာစာမျက်နှာကြောဖတ်လို့မရဘူးဝိထုတို့ကိုစာမျက်နှာကြောဖတ်လို့ရမှာ but you are not allowed to read another page of life no အဲ့ဒါနဲ့သွားတဲ့ခါကျအဲ့ထောင်ထဲမှာဘယ်သူပါလာလဲဆိုအရာရှိကြီးအစုံမဲအဲ့ထဲမှာတယောက်ကထူးထူးခြားခြားငါနဲ့ရေသက်စုံပေါ်လာဆက်ရှိမင်းကြီးဥပ္ပယအဲ့ဥပ္ပယဆက်ရှိမင်းကြီးပေါ့ဟာသူက MABL ဟာ MABL တိတ်တော်လားဥက္ကမောင်ကြီးနောက်ရဲမင်းကြီးဥပ္ပယဆိုတာလည်းပါတယ်ရဲမင်းကြီးဆိုတော့မင်းကြီးဘုပေါ့ရဲခရိုင်ရဲဝင်လို့ခေါ်တယ်အဲ့တော့ငါဆရာကိုကျော်စင်းကပါပြောအောင်သိင်းနဲ့မင်းကအင်္ဂလိပ်စာတော်တက်လာပြီတဲ့ငါ့ကိုဆယ်တန်းသင်ပေးတဲ့ခုနပထမစတင်ပေးတဲ့ဆရာကမင်းကတော်တင်လာပြီတဲ့အဲ့တော့ဆရာနဲ့တပည့်ကနည်းနည်းကွာမတင်လို့ကောင်းတယ်ကွာအဲ့တော့ဟုတ်တယ်မင်းကငါတင်ရတာနည်းနည်းခက်သွားပြီတဲ့ဥက္ကမောင် AC အပ်ပြီမယ်ဥက္ကမောင်က MABL ဟာ MA အောင်မနာ BL ပြီးတော့ section မကြီးကောင်းတာပဲမဲထောင်ထဲမှာကျောင်းအပွဲလုပ်သေးမောင်တင်းကအင်္ဂလိပ်စာကျွန်တော်သင်ပြီးတယ်သူတော်တော်တက်ပါပြီတဲ့
အဲ့တော့သူ့ကိုကျွန်တော်တင်တဲ့ဥစ္စာတွေပိုးမြင့်သွားပြီတဲ့အင်္ဂလိပ်စာသူ့ကိုတင်ပေးစမ်းပါတဲ့ဆိုတော့ဘုရားမောင်ကစဉ်းစားကြည့်တယ်တင်လို့ရမလားမရဘူးလေရန်ကဘယ်လိုအကောင်လဲပေါ့ရှားပါလေထောင်းလေးကိုလုပ်ပြရအဲ့တော့မှသူဖတ်နေတဲ့ဥစ္စာဘာလဲဆိုတော့ Tales from Shakespeare ဆို Shakespeare ရဲ့ Tales ကိုစကားပြေးနဲ့ပြန်ရေးထားတာဒီတို့ဆရာမပြထားတာမဟုတ်ဘူးကဘာမှာကိုသိနာမည်ကြီးတယ်စကားပြေးနဲ့ပြန်ရေးတဲ့အခါမှာမူလပြတ်တဲ့ရတ္တပေါအောင်ရေးနေမှလို့နာမည်ကြီးတယ် Charles Middleton ဆိုကဘာကျော်မိမကြီးရဲ့စာအုပ်အဲ့ဒီမှာသူက the tempest ပထမဆုံးဝတ္ထုဖတ်ကြည့်တာနဲ့ငါပြန်ပြောတယ်အဲ့ဒီမှာစလုံးတစ်လုံးလားနှလုံးလားမသိဘူးအဲ့ဒါ vocabulary ငါမသိဘူးဒီနှလုံးတော့ကျွန်တော်မသိဘူးပေါ့အေးဟုတ်တယ်အဲ့ဒါဘာပဲပြီးတော့ငါပြန်ပြောရပါတယ်အဲ့ဒါနဲ့သင်တာအဲ့ဒီမှာနေတော့ထောင်ထဲမှာဆိုတာဒီတိုင်းကိုဖဲဝိုင်းရှိတယ်ကွာအဲ့ဒီမှာမင်းတို့လိုဟိုပြတ်ခိမို့တပည့်တမှုဖြစ်အပြင်းကြီးရိုက်ကြတာတပည့်တန်းတမှုပါညာအဲ့လိုငါတနေ့ကျတော့ဒီဘက်မှာထိုင်နေဒါမှငါကြွားနေတာနော်ဒါမှငါကြွားတာဟာအကြောင်းမဲ့မဟုတ်ဆိုမင်းတို့မှန်းလို့ရပါတယ်အဲ့ဒီမှာငါ English Digest ဆိုစာအဲ့ခုနကပြောတဲ့ဘာလို့ဟိုလားတရက်ထောင်ရောက်တဲ့ခါကျတော့ B class မှာပေးတဲ့စာကြည့်တဲ့ကိုသုံးခွင့်ရတယ်အဲ့တော့အဲ့မှာထုတ်တော့အဲ့မှာ English Digest ပါတယ်အဲ့မှာဘာဆိုဆောင်းပါလေးဆို Trends of Burma ဗမာပြည်လို့ရှိကရင်များဆိုတဲ့အကြောင်းကိုပါလာတော့အဲ့ဒီမှာကရင်တွေကိုပေါ့ဟာလေအင်္ဂလိပ်ရဲ့အပေါ်မှာသစ္စာရှိတဲ့အကြောင်းပါလေရေးထားတယ်ပေါ့ကွာထားလိုက်ပါတော့အကြောင်းအရာတွေကမပြောတော့ပါဘူးအဲ့တော့ငါကရင်ရတဲ့သဘုံထားနေချင်းအဲ့မှာမျိုးအဲ့မှာကိုကျော်စင်းကငါဆရာကိုမူရေးဆရာကိုကျော်စင်းကဖဲဝိုင်းထဲမှာထိုင်လို့ဥပအေးကလည်းအဲ့မှာထိုင်လို့ခုနရဲမင်းရဲပါရဲဝန်ပေါ့ခရင်ရဲဝန်ထိုင်တော့ငါကိုကျော်စင်းတို့ကဖဲထုတ်ခရီးကနေဘာလဲကွာဒီမနားထောင်ဆိုတော့ငါအဲ့တိုင်းချက်ဆရာဟောဖတ်ပြန်နေပြီးတော့မှပြီးသွားတယ်အဲ့ဒါကြောင့်ဖြစ်တာဗျာနာမေးအဲ့တော့ကဖဲကင်ပြီးတော့နေတဲ့ခုနကပြတဲ့ခရံရဲဝန်ဥပအေးကဖဲချက်ခရီးကိုင်းနေတာလှည့်ပြီးတော့နောက်ကြည့်မောင်သိပြီအဲ့ဒါပါတော့ဟာငါလန့်သွားတော့သူကြီးတွေလေငါလည်းကခွေးဟောခွေးပြတဲ့ဒုလောက်ရှိတဲ့ကောက်တော့လန့်ဟာဟုတ်တယ်ဘာတော့လဲဆိုဟို English Digest ပါလို့ဒီဟာလေးပြရတယ်မင်းကတော့အမျက်အထွက်ဆုံးမှာပဲကွာငါရှိတယ်မင်းတို့တင်သွားတာခု၄လလောက်ပဲရှိတယ်မင်းက Digest ပတ်နေပြီတော့ဟမ်မင်းတို့ပြောချင်တာဘဝဆိုတာဘာလဲပြောစမ်းဘဝဆိုတာမသိဘူးလားသိတယ်ခုပြောစမ်းတပည့်ပြောစမ်းဘဝဆိုတာဘာလဲဟာ if you don't ask me I know but if you ask me I don't know မမေးရင်သိတယ်မေးရင်မသိတော့ဘူးအဲ့ဒါမဟုတ်ဘူးလားတပည့်မွေးမလာလို့ရှိရင်ဘဝဖြစ်မလားမွေးရဥဝဲခောက်သေးသွားပြီရှိတော့အသေးလေးမွေးလာဘာမှဖြစ်ဘူးမင်းသက်ဘယ်လောက်ရှိလဲထားပါတော့35ဖြစ်မယ်45ဖြစ်မယ်ငါ85အဲ့ဒါအချိန်မဟုတ်လားအချိန်မပါဘဲနဲ့ဘဝဖွဲ့လို့ရတာ Life is made up of time ဘဝဆိုတာအချိန်နဲ့ဖွဲ့ထားတာမင်းဘဝကိုတန်ဖိုးလို့ရှိရင်တန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားပါမင်းအချိန်ကိုဘယ်လောက်တန်ဖိုးထားဘူးလဲငါသူများဖမ်းလို့ထောင်ထဲရောက်သွားတဲ့4-5လပြီလွတ်လိုက်တဲ့အချိန်ဟာငါဘဝကြီးတစ်ခုပြောင်းသွားတယ်အဲ့ဒီအချိန်ပဲနားလေလားအကောင်လေးတွေကောင်မလေးသတိထားအဲ့ဒီကတင်လိုက်တဲ့ဥစ္စာဘယ်လောက်ဖြစ်သွားလဲရှင်တို့ဒီမှာအပြင်ထောင်ကိုဖောက်ပြီးထွက်ပြေးတာအောင်သိန်းတတိမဆိုးဘူးခုကြတော့မကောင်းတော့ဘဝမှာကြီးလာလေတတိနဲလေးပဲငယ်မှာကိုတတိကောင်းတော့ကြီးလာရင်တတိမကောင်းတော့တဏှာ16လဲနဲ့
မိစ္ဆာကြီးလေးလုံးကြားတဲ့ကနေထွက်ခဲ့တဲ့အောင်သိန်းတော်ပေါ်သေးသေးမဖြစ်နဲ့ထွက်ပြေးကြတာရောက်တယ်လွတ်တယ်ထားလိုက်တော့မပြောဘူးအဲ့ဒီထောင်ကပြေးလိုက်ခါကျဘယ်ရောက်သွားလဲဆိုတော့ရေနံချောင်းရောက်သွားတယ်အဲ့တော့ရေနံချောင်းကအစိုးရသိထားတာအဲ့ဒီရေနံချောင်းတော့အဲ့ဒီကအမေရိကန်ဘောင်းမကြီးစစ်ဘောင်းမကြီးတွေဝယ်လိုက်တယ်အဲ့ဒီစစ်ဘောင်းမကြီးက30လောက်ပဲပေးရတယ်အဲ့တော့17ကျပ်လောက်10လောက်ပဲပေးရတယ်ညာဘက်ကပေါင်မှာအိတ်ကြီးတအိတ်ဘယ်ဘက်ကအိတ်ကလေးပေါင်မှာနောက်ကအိတ်ပြီးတော့ဘေးအိတ်ဒီအများကြီးပဲစစ်တပ်ကိုညာဘက်ကအိတ်ကတော်တော်ကြီးတော့ညာဘက်ပေါင်မှာကအိတ်ကကြီးတော့ဝိထုစာအုပ်ထည့်လို့ရတယ်အဲ့ဒီမှာ Michael West ရဲ့ dictionary ထည့်ထားတယ်အောင်သိအဲ့ဒီနည်းနဲ့လုပ်ခဲ့တာနောက်ဆုံးပိတ်ကြတော့ဆယ်ရန်အောင်နဲ့တခါပဲဖြစ်တော့အလေရမြတ်ဆရာဖြစ်တယ်ဘုရားကောလိတက်တယ်ကြားတော့မယ်နော်သူကြားပြရတယ်အဲ့ဒီနေ့ second year ရောက်တဲ့ခါကျတော့မစ္ဆချန်စုဆိုတာတရုတ်မကြီးဟောင်ကောင်ပေါက်ဒါမှအမေရိကန်မှာဖွေးရတယ်မိမကြီးဗမာလူတလုံးမှမတောင်တရုတ်မကြီးအင်္ဂလိပ်စာဌာနဒီနေ့မှရောက်တဲ့ခါကျ second test ကြည့်ပြီးတဲ့ပြီးမှ answer paper တွေပဲသူစစ်ပြီး Roman 161ပေါ့ဟုတ်ကဲ့ present ma'am ငါပြောရှိပါတယ်ပေါ့ the best answer you make ဟာအကောင်းဆုံးပဲအတန်းနဲ့ချိန်မလားတက္ကသိုလ်မှာအဲ့ဒါမျိုးဟာသိရှိခဲ့တယ်ဒါမင်းတို့သိဘူးနောက်ကြတော့ debate in English ခေါ်တယ်အင်္ဂလိပ်လိုစကားယူပဲလုပ်တဲ့ခါမှာငါ best speaker ရခဲ့တယ်နော်မယ်ထောင်နဲ့တင်ခဲ့တဲ့အကောင်အဲ့ဒီအရင်ကဟာပြောလိုက်အောင်မယ်နည်းနည်းတိတ်ခါနော်ပြောတဲ့သဘောမျိုးမထင်ပါနဲ့နော်အဲ့ဒီဦးအောင်တန်းကဘိုးရောင်ဆန်းတို့လောက်ကြံခါတော့သွားတယ်ဆိုမှတ်မိလားပြောခဲ့တယ်နော်အဲ့မှာရန်ကုန်ပါသွားသေးတာပါသွားသေးတဲ့ခါကျဦးအောင်တန်းရဲ့မိန်းမဒေါခင်နုလေငါမမနုလို့ခေါ်လို့ရှိတယ်အဲ့ဒီသူတို့ရဲ့ညီမအငယ်ဆုံးကြောက်ရှိတယ်ဆက်လက်တင်နဲ့ခုတော့သေးသွားရှာပါပြီငါမလှလို့ခေါ်တယ်သူ့တကယ်ကြီးတော့ကမခင်လှတယ်သူကဘီဒီသူကအဲစီဘိုင်ကိုဖေးတက်တယ်အဲ့တော့စနေနေ့ကြာလို့ရှိရင်သွားပြီးတော့ငါခေါ်ရတယ်ခေါ်တယ်ဆိုတာ driver ရှိပါတယ်ကိုစိန်ဖေးတဲ့သူနဲ့သွားသူက driver ကားနဲ့ရနေဒါပေမဲ့ငါအဲ့မှာသွားပါလာတဲ့ဆောက်အဲ့အခန်းထဲမှာတော့တင်လာခေါ်ပြီးကားရောက်နေလို့ပြောပြပါစနေနေ့လားတနေ့နေ့တနေ့လို့ပြောရပါရနေအိမ်မှာစားတော့ပြီးတော့ညနေကျမှပြန်ပို့ရတယ်ဒါသူတို့အဲ့တော့လည်းကျောင်းသားနေတယ်ကွာဒါမများအောင်အဲ့ဒီမှာနေတော့အဲ့မမလှဆိုတာရေနောက်ကမခင်လှဆိုတာသူမခင်လှကိုလည်းမလှပဲငါခေါ်တယ်သူကဘီရီယာသူတို့တကယ်ချင်းမို့လို့တော့ခေါ်တာအဲ့ဘီရီသွားခေါ်တော့ဘီရီမှာရှိတဲ့ TTC ခေါ်တာပေါ့ကွာအဲ့အခန်းကဥပကြီးကပကြီးဥပကြီးတိတ်ကောင်းတယ်အဲ့ခန်းကြီးတို့ဆွဲထားတာငါအဲ့ဒါပကြီးဝါသနာပါခုတည်းဝါသနာမကြိုက်လဲကြိုက်တယ်အဲ့မှာကြည့်နေတော့တမီးပြောအောင်မနော်ပါလာလေအဲ့ကန်းလေကျောင်းသူတွေနဲ့ကျောင်းသူတွေလာတွေ့ကြဟိုဘက်ကျောင်းသားလေးတွေလာတွေ့သူတို့စကားပြောရပြီးကြတချို့လည်းနှစ်ယောက်တော့သူတို့ပြောတယောက်သူလည်းနှစ်ယောက်တည်းသူတို့ပြောပေါ့တခါလေးပဲအင်းရဘက်ကိုအတွဲဖြစ်လေဖြစ်ရင်အင်းရဘက်ထွက်တော့ပေါ့အဲ့လိုဖြစ်နေတော့လာပြီးတွေ့တဲ့အချိန်မှာမပြောအောင်မှာကြည့်ရတော့အကုန်လုံးဆရန်အောင်မိတာကြီးပဲတက္ကသိုလ်ကျောင်းသားတွေလေငါဒီနေရာကိုဘယ်တော့မှမရောက်နိုင်တော့ပါလားသမီးရဲ့ငါမျက်ရည်ဝဲလာတကယ်ပြောတာဖျားစုပါသည်အဲ့တဲ့ဖြစ်ခဲ့တယ်ပြီးတော့ငါလှက်အဲ့ဒီလိုအောင်သိမ်းနောက်ကြတော့အဲ့တက္ကသိုလ်မှာဆရာပြန်ဖြစ်လာမဟာဝိဇ္ဇာကုန်လူနဲ့ပြောချင်တာကမင်းဘယ်တော့မှနှုတ်လေးကိုမလျှော့ပါနဲ့တခုတည်းရှိရမင်းဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတယ်မင်းဘဝကိုတန်ဖိုးလို့ရှိရင်အချိန်ကိုတန်ဖိုးတာပါတာပဲ
မင်းအချိန်ကိုတန်ဖိုးမထားလို့ရှိရင်ဘဝတွေလကားဘဝစေတနာရီတော့ခွဲတော့မယ်ဟမ်နည်းနည်းပြောမလားရှားလားဟုတ်ရှားပါလေစွတ်အော်ပြီးတော့ကြာကြာတော့မှဟိုမိမတယောက်လို့ဘုန်းကြီးကတရားမချနိုင်ဘူးမချနိုင်ရင်ကလေးရင်နဲ့ဒီကွယ်နဲ့အိတ်နဲ့ကလေးကိုစိတ်ဆွဲဆိုသေချင်းစိုးတိတ်နစ်ဖေရကိုရတိတရားမချသေးဘူးပေါ့မျိုးတော့မလုံးနဲ့အဲ့တော့ဒီလိုကနိုင်ငံရေးလောကထဲမှာလည်းတော့ကျင်လဲခဲ့တယ်သားခဲ့တယ်ပေါ့ငယ်ပေါ့ကွာအဲ့မှာကျင်လဲခဲ့တဲ့ခါကျတော့ကာမတ်ရဲ့သင်္นานနေလေးလေးနေစဉ်ကာမတ်ဟုတ်လားsocialism communism ဒါတွေသင်္นานနေရလဲတက်ခဲ့ရသေးတယ်ကအဲ့ဒီသင်္นานထဲမှာရှိတဲ့အထက်ထဲမှာမင်းတို့အကောင်တွေမှတ်ထားငါပြောမှာခုတည်းချိတချို့အရင်ငါမယုံပါဘူးခုမလက်ခံဒါမှတချို့အရင်တိတ်ကြိုက်တယ်ခုတည်းချိအဲ့ဒါပါလဲဆိုတဘာဝအပေါင်းလှုပ်အားညီမြချင်းတန်ဖို့လေအင်္ဂလိပ်ဆို nature plus labor power is equal to value equation ကိန်းနာလေးမြည်ရဲ့တဘာဝအပေါင်းလှုပ်အားညီမြချင်းတန်ဖို့ပြန်ပြောတာတဘာဝအပေါင်းလို့ဟာညီမြချင်းတန်ဖိုးတယ်မင်းတဘာဝဟာဥမာကုမြေကြီးအောင်မှမယ်ဒီနေရာမြေကြီးအောင်မှရင်နာမရှိဘူးထင်လားရှိရင်ရှိနိုင်တယ်ကြောက်တော့ဗရမများမရှိဘူးပြောနိုင်တာရှိနိုင်တယ်ဒါမှသူ့ဘာသူရှိနေပါတန်ဖိုးရှိတယ်အဲ့ဒီရင်နာအဲ့ကြောက်တော့မင်းဖော်ထုတ်လိုက်လို့ရှိရင်တန်ဖိုးရှိတာဘာပေါက်ထားလဲလို့အားပေါက်ထားအခုမင်းခေါင်းကရေမိုးရတယ်ရေရတယ်ဒါမှအဲ့ဒီရေတန်မိုးမရှိဘူးလားရှိတယ်ဒါမှအဲ့ဒီရေပြင်းနေလို့ရမယ်တယောက်ကခန္ဓာခွက်တဲ့တက်လာလို့ချင်းသူကတန်မိုးတက်ဘာလို့လောကဝင်သွားလို့ဟုတ်လားအဲ့တော့အခုငါစကားပြောနေဘာနဲ့ပြောနေလေနဲ့ပြောနေတာမင်းလေပိုက်ဆံပေးရလားအလကားရနေတာပဲဒါမဲ့ခုပြောတဲ့ခါကျထွက်လာလေးပါရလားဥမာဟိုနားမှာရွှွန့်ရှိတယ်ဟိုဘက်လေခွက်ထဲမှာရွှွန့်နေရှိတယ်အဲ့ပဲရွှွန့်နေတော့ယူရသားပဲအဲ့ရွှွန့်ကိုမင်းဒီတိုင်းထားရင်ဒီတိုင်းပေါ့ဘာမှတန်မိုးမရှိဘူးမင်းလောက်စာလုံးလိုက်ရင်ဘာဖြစ်လဲတရားကိုပင်300လောက်ဖြစ်ဖြစ်ပဲလက်စလုံးတရားကိုလေဟုတ်လားအဲ့တော့သူကပြောတယ်စားဘာအပေါင်းလုံအားညီမချင်းတက်ပေါ့လေအလကားရတယ်ခုငါအသက်ရှူနေမင်းတို့အသက်ရှူနေပိုက်ဆံပေးရတာဒါမှအလကားရတယ်ဆိုတော့မင်းဆိုင်ကယ်ကိုသွားလေထွေးလို့ဝါချော့သွားပြီးတော့ပြတာခမရဗျာကျုပ်ပေးစမ်းမလို့ခမရအလကားလေပဲအလကားရတယ်ဆိုပါရိုက်တော့မှာဟုတ်ဘူးလားဘာပေါင်းတာဒါကြောင့်မလို့တဲ့ဓာတ်ထောင်တဘာဝအပေါင်းလုံအားညီပြန်ရစ်တယ်မို့တဲ့အဲ့ဒီမှာတဘာဝဒီအလကားရတယ်ဒါကြောင့်တဘာဝကိုဖြုတ်ချလိုက်လို့ရှိရင်လုံအားညီပြန်ရစ်တယ်မို့တဲ့ဒါကြောင့်အဲ့ဒီတမိုးကိုအလုံးလုံးသူထားလည်းရလိုက်တယ်ဆိုအဲ့ဒါ socialist တော်ကြီးရဲ့ပထမဆုံးပေါ်ခဲ့တဲ့အခြေခံ equation ကြီးအဲ့ဒါပဲဗျာနားလည်လားကိုပြောတာနောက်တစ်ခါဟိုမှာခေါင်းလောက်ဆုံးလုံးနေလောက်ဆုံးမလုံးဘူးတဲ့ကဲမင်းဥပုပ်လို့ရင်ဥသိကြီးသွားပြီဟုတ်လားမင်းအဲ့ဥပုပ်မှာကနုတ်ထက်လိုက်ရင်ဥသိကြီးသွားပြီသဘောတလေးပါပေါ်တာ higher the value လုံအားဝင်လေတမိုးကြီးလေဒါကြောင့်လုံအားတိလာတမိုးဒါပေမဲ့ community တော်လှန်ရေးလုပ်တဲ့ခါထဲမှာငါသိတဲ့ပြောတဲ့ဥစ္စာမင်းတို့လက်ခံခြင်းခံမခံခြင်းနေငါပြောတဲ့ဥစ္စာသူတို့ short တွက်တဲ့ဥစ္စာအရင်ရှင်တွေကိုဘေးချိတ်ပြီးတွတ်တယ်ဒါပေမဲ့အရင်ရှင်တွေရဲ့အုပ်လို့တော့ short တွက်တယ်အဲ့ဒါကြောင့် community ဝါဒနည်းနည်းရင်းရင်သွားတာအခု Bill Gates လေ
မင်းတို့ကြောက်မှာပေါ့ကွန်ပျူတာမှာ Windows တွေပါတယ်ပြီးခဲ့တန်းချီချမ်းသာတာဟာလို့သူပေါက်ပြားပေါက်နေတာမှမဟုတ်ဘူးစဉ်းစားတာဟုတ်လားပြောချင်တာအရင်ပြောမယ်ဒီဟာကိုထားလိုက်တော့သဘာဝအပေါင်းလို့ဟာညီမချင်းတမို့ဟုတ်လားကောင်းပြီမင်းမွေးတော့ကဘာပါတော့သူတို့ပဲဘာမွေးတော့ကဘာဘူးသူတို့ပဲရွှေလင်မနဲ့အချင်းစေးဘေးမွေးတဲ့မင်းသွေးစုဝရိများမှာတဲ့ရွယ်ဖွာလို့တရားမင်းနဲ့ကိုမြိုင်ရင်သူတင်းလဲပဲလူခြေပြင်အောက်ပါအုပ်ဖို့ကတော့နဲ့စနိုးတော်ကိုမျိုးမြေပြင်သားမှာကုပြည့်တဲ့နဲ့ဘာဆုံးနဲ့မွေထုတ်လိုက်သူတင်းလဲပဲလူဟိုရင်ဒီရင်ဘယ်သူမှနှခါအဖို့မပါလာသူခြေနှချောင်းလက်နှချောင်းခေါင်းလေးကအလဲမှာပြူဘယ်လူလဲဘယ်ဝါပဲလူတွေကဆွဲထုတ်လိုက်တဲ့လူတိုက်ပြည်နိုင်ငံတော်ကိုအုပ်ချုပ်သူဘုရင်ကကြီးလဲကျုပ်လိုလူအားလုံးဒူလူထားပါခမရလဲလူခမရတူမှဖျားမထူပါအင်္ဂိတ်ဘူလန်ဂျမန်ရုရှားလူဘုရင်ကကြီးလဲခမရလူကျုပ်လိုလူမွေးစဉ်ခါအားလုံးအတူတူမိနငါနဲ့အတူတူပဲမွေးလုံးကမင်းဒီတိုင်းပဲဒါမဲ့ငါကိုငါလှုပ်အားတော်သွင်းထားတယ်ဒါကြောင့်ငါအမေဖြစ်လာတာမင်းကိုမင်းဘယ်လောက်သွင်းတယ်လဲဟာဒီနေ့ငါပြောချင်တဲ့ point နဲ့ဒါပဲမင်းကိုမင်းဘယ်လောက်လှုပ်အားသွင်းထားလဲမင်းအချိန်ကိုဘယ်လောက်သုံးထားလဲတံပိုးရှိရှိမင်းအချိန်ကိုဘယ်လောက်သုံးချလဲမင်းကိုမင်းဘယ်လောက်လှုပ်အားသွင်းထားလဲလှုပ်အားသွင်းသလောက်တံပိုးရှိမှာပဲဒါပဲကောင်းလေးတွေတတိရှိပါဘဝကိုစိန်ခေါ်ပြစ်သမှာငါကိုငါလှုပ်အားသွင်းပြင်မယ်ဆိုမလှုပ်သမှာကိုခိုင်းရတယ်သူများခိုင်းမှလှုပ်လို့ရှိရင်ကြုံခေါ်တယ်ကွာကိုခိုင်းမှတခင်စိတ်နားလေယောက်ျားကွာကောင်မလေးကယောက်ျားဆိုဆရာသူကောင်လေးတွေပဲပြောမိန်းမပေါ့မိန်းမတွေရဲ့တတိကောင်မမပြောနဲ့ငါရှိတယ်ပြောမိန်းမတွေရဲ့အစားကိုကလေးမိုးဝင်တာတခုတည်းနဲ့ငါဆလံပြည့်တယ်ဟာလွယ်တာမဟုတ်ဘူးကလေးမိုးဝင်ကငါမမွေးဘူးဆက်သွားတော့မယ်နော်ခုဆက်တက်ခွဲသွားပြီကိုကြီးရမှာပါလေဒီတော့သိတယ်လည်းသိတယ်ဘယ်လားဒီနေ့ရောက်လာတော့လေတော်လေးတော်မလေးကောင်းကြီးဟုတ်ကဲ့ဆက်လို့တော့ဒီနေ့တယ်ပါနော်အဲ့ဒီလိုအားဖြင့်ပြောရတာသူမဟာဒုက္ခကြောင့်ဒီရတော့ဖြစ်တယ်ဒီလိုပါအချင်းဖြစ်လို့တယ်နေလိမ့်မယ်ဝါကိုလုပ်တယ်ဆိုရင်အဲ့ဒုက္ခသာရေးတယ်ဒီကိုနေတာကျင်းလာတာအဲ့ဒုက္ခဖြစ်တယ်အဲ့သာရေးတဲ့အတိုင်းလို့သိရမှာပေါ့အဲ့ဒါမှဒီလိုလေးသိတော့ပါငါမင်းကတော့ပဲအရှင်ဩဘာလာပါဗျာလို့မင်းလည်းတဲ့ဟာအဲ့ဒါသိရတယ်ဒုက္ခနဲ့သာရေးပြီးတော့ကိုမဲကြရတော့ဘုရားကြရတော့အဲ့လိုလေမာရဘောမှာသတ္တဝါပြောတယ်ကတော့ဘုရားကိုဖုံးပြခဲ့တယ်ဒီကျင်းလာလိုက်ဟာနောက်တော့သူ့ဘောမပြောတယ်ဆိုတော့သူ့အတိတ်ကတော့သိတယ်လေယာသူ့သိတဲ့ကာလကြီးကိုနည်းနည်းတော့သူ့မလို့လာသူ့ကိုရုံးတယ်ဘယ်တော့လဲတော့အဲ့မှာအဲ့မှာတော့လောဘတွေထားပေါ်ဒီထားရဲ့သူ့ကိုလေတတိကသူ့ရောက်ပါတယ်တရားရောက်တဲ့တရားတရားရဲ့အစီအစဉ်
လေရရစင်္သာရိပုတ္တရာပေါ့သူ့တရားတော့စင်္သာရိပုတ္တရာပြည့်စုံတယ်ဥပ္ပေဇ္ဇာမင်းတို့နားလည်းဒါကြည့်ရတော့အနိကတကယ်ကကနာမပြီးလို့ရတယ်ကဘုရားကတရားတော်တော်လာလို့ရဖို့ကြတယ်ကွာသူတို့ကလည်းကန်ချစ်သူတို့ဆံလို့ရဖို့ကြတယ်လို့သာတော့ကျေဟုတ်ကြတယ်တရားဝိနည်းတော်တာလေးအနိကတကယ်တော့ဂါရီယံတော့ကတ်အဲ့ဒါနဲ့လည်းကတော့ခွန်ကြီးစီတော့ခရီးရလို့ဖြစ်တော့ကြောင်းပြောင်းရတယ်ကြောင်းတော့ဆောရတယ်ကိုယ်ရဲ့အကိစ္စကိုယ်ရဲ့ဘယ်လိုကြီးရဖြာလည်းမရသိဘူးဆိုတော့ဘာလဲပုံလို့တော့မို့အဲ့လိုဖြစ်နေမှာတော့ဒီကနေပြီးတော့ဒီလိုကတော့ဒီလိုရတယ်ခဏတော့ဒီလိုနဲ့ကိုယ်ရင်းနေရတဲ့အတိုင်းတိုင်းတိုင်းကိုယ်စက်နဲ့လိုက်ပါတော့လေဝဲရတော့ဒီတော့တွေတတိယသိမှမဖြစ်ဘူးအရှင်းကဒါအားပေါ်တယ်ဒီနောက်ဘာလို့လဲအဲ့ဒါဒီလူချင်းနဲ့ရောက်တော့ပြောရတော့အဲ့လိုဆိုလိုက်တော့အဲ့ဒီကလူချင်းနဲ့ရောက်လာပြန်တော့တော့ဟုတ်တယ်ရှင်းလားအဲ့ဒီဒီမှာသိရှိရတယ်ဒီရှိမယ်ကိုယ်ကတော့ကိုယ်ရဲ့ဘုရားကြီးကပြန်ကြောက်ဒီကနေ့တော့ဒီဒီပဲသိနေတော့အဲ့ဒီဘာလို့လဲတော့ဗျာကိုယ်ပြန်တော့ဘာလို့လဲဘယ်ဘူရပြောင်းတော့အဲ့လိုဆိုလိုက်တာညာဘူရပြေးလာပြီးတော့အဲ့ဒီအဲ့ဒီမှာသိရှိတာနဲ့သိရှိမယ်ဆက်ပါဘယ်သမားရဲ့ဒီလိုမျိုးဒီတော့နေတဲ့ကိုနားရပါတော့ပြန်ပါလို့စောင့်တယ်အဲ့ဒီဒီလိုကိုလေဘာလို့ဒီလိုလဲဆိုတာဘယ်ဒီလိုစောင့်တော့အဲ့လိုကြည့်လို့ဒီလိုစောင့်တော့အဲ့ဒီလိုသိကြတယ်အဲ့ဒီမလားဒီလိုသိရှိတယ်ကြာသိရှိတယ်ဘယ်လိုမှသိရှိပါ့ဗျာအရှင်ဘုရားတို့ပြောတဲ့မက်ဖို့ဆိုတဲ့ဉာဏ်ကိုကြောက်ပုတ်ပြီးတော့မှဒီလိုလားကြောက်ပြီးတော့တောင်းကြောက်လာဒီမှာလို့လာကြတော့ဒီကလေးကြောင့်နေတာဒီအဲ့တော့အဲ့မှာဒီကကိုယ့်ကိုယ်ကိုတောက်ပြီးတော့ဝါတာပေါ့ပြည်ပြည့်တဲ့မှာကောင်းတယ်ရှင်းပြပဲပြောလို့တော့ကောင်းတယ်ရှင်းပြဖုန်းကလေးကိုဒီနားလေးပါတော့ဖုန်းခံရတော့ဒီနားသိရောက်နေပါလေဘယ်တော့မှအဲ့ဒါကြောင့်ဒီမှာပြအဲ့မှာတော့ဒီနားကိုရဆုံးတာတော့တော့လေးပါသောတာပတိကတရားတော်ကြီးနဲ့နာဂာမိနဲ့ရတ္တမဲ့ပေါ့အဲ့တော့သောတာပတိကတရားတော်ကြီးနဲ့နာဂာမိနဲ့ရောက်တော့နောက်ဘုရားရတ္တမဲ့လောက်ပါလိတဲ့ရောက်တော့ဒီလိုကိုရရဘုရားကလေးတော်ရတော့ဒီဒါမဲ့ရှင်သာရိပုတ္တရာကျောင်းဝင်လာလိုက်သူ့သောက်တဲ့ကျောင်းဝင်နေခလေးအာယုံတော်မှာတွေ့တယ်ရှင်သာရိပုတ္တရာဤလိုဘုလို့အထက်ထဲဝင်လို့အပြင်မှာဒီတန်နဲ့သမဏသာရုပ္ပါလို့ခေါ်တဲ့ဉာဏ်တို့ရဲ့ရှင်းရတော့အသိတော့ငါတပည့်ငါသာသာရိပုတ္တရာခက်ကြတော့ရှင်းနေတယ်လို့ဟိုးဝိမရှိကျောင်းတော်မှာသွားရှင်သာရိပုတ္တရာကဘုရားသာရိပုတ္တရာသုံးခံကြတာသုံးပါးပါရိပုတ္တရာမျိုးကိုမေးနေတာရှိတယ်ဒီလိုပြဿနာရှိကိုယ်ရောက်တဲ့ဒီလိုစားတယ်တရားဒီရှင်သာရိပုတ္တရာအဘိဓိတွေပြောတော့အဲ့ဒီမှာပြီးလို့ရှိရင်တရားတစ်ခုတစ်ခွက်ထုံးလာတော့နော်အဲ့ဒီမှာဘေးရက်ကရှင်သာရိပုတ္တရာတရားနဲ့တရားတစ်ခုတစ်ခွက်အဘိဓိတွေဆိုတဲ့သုံးလို့အဲ့ဒီကိုယ်ရည်တဲ့ကိုယ်ရမှာပဲကိုယ်ရည်ဘာလို့လဲအခါတည်းအဲ့တော့မင်းတို့ဒီဘက်ကတော့တော်မှနေအောင်နေဒီဝေးအောင်နေနော်မဟာဝိဒ္ဓအောင်ပြီးတော့ကိစ္စကကြာတယ်အဲ့တော့မင်းတို့ကမှရှိလူငယ်တွေလည်းကိုယ့်ဘဝကိုကိုယ့်အချိန်ကို
တမိုးရှိအောင်သုံးသပ်ချရအဖြစ်စိတ်မရှိတဲ့ဒီကြောင့်မြောက်ဘက်လိုနေရာရောက်နေတယ်စိတ်ရှိတဲ့ငါတို့ဟာကမ္ဘာ့ကူအမကကမ္ဘာ့ကူအပ္ပအထောက်ဘဝတက်ကိုတော့အဲ့ဒါအောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားကြရမှာလို့ပြော